မင်းကလေးပေးတဲ့မက်မွန်တီကိုတလုံစားလိုက်ရုံနဲ့တင်နှစ်ပေါင်းများစွာလေးဖြတ်နေတဲ့အမျိုးသားရဲ့ခြေထောက်တွေကအံပွယ်နီးနဲ့ပြန်လဲကောင်းမွန်သွားပါတယ်ပျော်ရွှင်စွာနဲ့ဟိုဒီခုန်ပေါက်နေတဲ့ထိုအမျိုးသားကိုကြည့်ပြီးမင်းကလေးမှာအံ့ဩလွန်းလို့မြင့်တက်သွားရပါတယ်တာမန်မက်မွန်တီတစ်လုံးကသူ့ကိုဘလို့များပြန်ကောင်းသွားစေတာလဲဆိုတာကိုသူမလုံးဝနားမလည်နိုင်အောင်ဖြစ်နေရတာပါဒီကျေးဇူးကိုဆက်တဲ့အနေနဲ့ထိုအမျိုးသားကသူမရဲ့တက်တော်ဆောင်အဖြစ်ဘေးနားမှာနေထိုင်မရစေလို့တောင်းဆိုပါတယ်မင်းကလေးကအလွန်အံ့ဩသွားပြီးသူ့ကိုပေးဖို့လစာမရှိကြောင်းပြောပေမဲ့အမျိုးသားကတော့လစာမလိုတဲ့အပြင်သူမတလက်ခံမယ်ဆိုရင်သူကတော့ပတ်စံပြန်ပေးပါမယ်လို့ဆိုပါတယ်အမျိုးသားရဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကိုတွေ့ရတဲ့အခါမှာတော့မင်းကလေးကသဘောတူလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့လက်ထောက်ကတော့ဒီအမျိုးသားဟာချမ်းသာတဲ့မိသားစုရဲ့အမွေဆက်ခံသူတဦးဖြစ်လို့ယူသွားပြီလို့ထင်မှတ်ကအမျိုးသားရဲ့ဦးလေးဖြစ်သူဥက္ကဋ္ဌထံအကြောင်းကြားလိုက်ပါတယ်သတင်းရရချင်းမှာပဲဥက္ကဋ္ဌဟာမင်းကလေးရဲ့အိမ်ကိုချက်ချင်းထွက်လာခဲ့ပါတယ်ဒါပေမဲ့ထိုဥက္ကဋ္ဌဟာငယ်စဉ်ကတည်းကအလွန်ကန်ဆိုးသူဖြစ်လို့လမ်းမှာတင်ကားကခဏခဏပြဿနာတက်နေပါတယ်။ဒါကြောင့်2 နာရီပဲမောင်းရမယ့်ခရီးက4 နာရီအထိကြာသွားခဲ့ပြီးနောက်ဆုံးမှာတော့ကားကလုံးဝပြတ်သွားပါတော့တယ်။ဥက္ကဋ္ဌနဲ့သူ့ရဲ့အတွင်းရေးမှူးဟာမင်းကလေးအိမ်ထိလမ်းလျှောက်သွားဖို့ကလွယ်လို့တခြားနည်းလမ်းမရှိတော့ပါဘူး။လမ်းလျှောက်နေတော့မှတော့ဥက္ကဋ္ဌဟာခဏခါလှုပ်တိုက်ချော်လဲနေခဲ့ပါတယ်။မင်းကလေးအိမ်ကိုရောက်တဲ့အခါမှာတော့တကိုယ်လုံးညစ်ပတ်ပြီးနေတာကြောင့်မင်းကလေးကသူ့ကိုသူ့တောင်းစားတစ်ယောက်လို့ထင်မှတ်သွားပါတယ်သူဖြစ်သူကလည်းသူ့ဦးလေးဘာလို့ဒီကိုရောက်လာတာလဲဆိုတာနားမလည်နိုင်ပဲထိတ်လန့်သွားပါတယ်အတွင်းရေးမှူးဖြစ်သူကဥက္ကဋ္ဌဟာသူ့ကိုအိမ်ပြန်ခေါ်ဖို့လာတာဖြစ်ကြောင်းနဲ့လမ်းတစ်လျှောက်မှာခဏချော်လဲယုံတင်မကပဲခွေးတွေနဲ့လည်းအလိုက်ခံကြိုက်ခံခဲ့ရလို့အခုလိုပုံစံဖြစ်သွားရတာလို့ရှင်းပြပါတယ်ဦးလေးဖြစ်သူရဲ့ကန်ဆိုးပုံကိုကြားရတဲ့အခါသူဖြစ်သူကဒီကန်ဆိုးမှုချိန်စာကိုဖြေဖြောက်နိုင်မဲ့နီလန်းကိုသူရှာတွေ့ထားပြီလို့ပြောပါတယ်။အဲ့ဒါကတော့မင်းကလေးရဲ့အနာ3 မီတာအတွင်းမှာရှိနေတဲ့၍အဲ့ဒီချိန်စာကအလုံးမလုံးတော့တာပါပဲ။ဥက္ကဋ္ဌဟာမင်းကလေးကိုမျှော်လင့်ချက်အပြည့်နဲ့ကြည့်လိုက်ပါတယ်။မင်းကလေးကတော့ဒါကိုမယုံပေမဲ့ကျင်နာတတ်သူပြီးဥက္ကဋ္ဌကိုပါနောက်နေ့ကစပြီးလက်ခံထားဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူမအိမ်မှာနေမယ်ဆိုရင်အိမ်မှုကိစ္စတွေဝိုင်းလုပ်ပေးရမယ်လို့ဆိုကဥက္ကဋ္ဌကိုအမိုက်သွားပစ်ခိုင်းပါတယ်ဥက္ကဋ္ဌဟာ3 မီတာကွာအဝေးကိုကျော်လိုက်တာနဲ့ချက်ချင်းပဲခြေချင်းဝတ်ခောက်ပြီးလဲကျသွားပါတော့တယ်မင်းကလေးကအပြေးလွှားသွားကူညီပေးတဲ့အခါကျမှပဲဒီချိန်စာကတကယ်ရှိတယ်ဆိုတာကိုသူမယုံကြည်သွားပါတယ်အဲ့ဒီနောက်မှာတော့မင်းကလေးကအမျိုးသား2 ဦးကိုခေါ်ပြီးဈေးထဲမှာကော်ဖီထုတ်သွားရောင်းပါတယ်ဒါပေမဲ့အမျိုးသားကတော့ဒီကော်ဖီထုတ်တွေကိုဈေးပေါ်နဲ့ရောင်းနေတာဖြစ်ပြီးဒါတွေဟာယောဂပျောက်ကင်းစေတဲ့အစွမ်းရှိတယ်လို့ပြောပါတယ်တကယ်တော့မင်းကလေးဟာမွေးရပါအံ့ဖွယ်စွမ်းရည်တွေပါလာသူဖြစ်ပြီးသူမဆိုင်ပြိုးသမျှအပင်တိုင်းဟာထူးခြားတဲ့အာနိသင်တွေရှိနေတာပါဒါကိုသူမကိုယ်တိုင်တော့မသိပါဘူးအဲ့ဒီအချိန်မှာဝယ်သူတယောက်ရောက်လာပြီးကော်ဖီထုတ်တစ်ထုပ်ကို$10ဆိုတာကြားတဲ့အခါဈေးကြီးလွန်းတယ်လို့ပြောပါတယ်ဒါပေမဲ့အမျိုးသားကတော့ဒီဈေးဟာအလွန်ပေါ်နေတာဖြစ်ပြီးတကယ်ဆိုတစ်ထုပ်ကို$1 သိန်းလောက်တန်တယ်လို့တုံ့ပြန်လိုက်ပါတယ်ဝယ်သူကဒေါသထွက်သွားပြီးကော်ဖီထုတ်တစ်ထုပ်ကို1 သိန်းနဲ့ရောင်းနေတယ်ဆိုပြီးလူတွေကိုဝိုင်းအောင်ဟစ်ခေါ်လိုက်ပါတယ်ဗီဒီယိုရိုက်ပြီးတိုက်ရိုက်ထုတ်လွှင့်နေသူတယောက်ကလည်းကင်မရာကိုကော်ဖီထုတ်ဆိုင်စီချက်ချင်းလှည့်လိုက်ပါတယ်ဒီဈေးနှုန်းကိုကြားရတဲ့အခါအင်တာနက်အသုံးပြုသူတွေကလည်းမင်းကလေးယူသွားပြီလို့ထင်ကုန်ကြပါတယ်မင်းကလေးကတော့ဒီကော်ဖီထုတ်တွေဟာဖြစ်ထွန်းဖို့2 နှစ်လောက်အချိန်ပေးခဲ့ရလို့$10ရောင်းတာပါလို့ပြတလဲရှင်းပြပါတယ်ဒါတော့မှလူတွေကပုံမှန်ပေါက်ဈေးထက်အများကြီးပိုနေလို့မဝယ်ကြပါဘူးအားလုံးကသူမဘာမှရောင်းရမှာမဟုတ်ဘူးလို့ပြောနေကြချိန်မှာပဲချမ်းသာတဲ့တထေးကြီး2 ဦးရောက်လာပါတယ်သူတို့ကဒီကော်ဖီထုတ်ဟာရှားပါတဲ့သဘာဝထွက်ကုန်ဆိုတာကိုချက်ချင်းသိလိုက်ပြီးဈေးနှုန်းကိုမေးပါတယ်တရားရိုက်ထုတ်လွှင့်နေသူကတထုပ်ကို$1 သိန်းလို့ဝင်ဖြေလိုက်တဲ့အခါအားလုံးအံ့ဩသွားရတာကတော့တထေးကြီး2 ဦးကဈေးပေါ်လွန်းတယ်လို့ပြောလိုက်တာပါပဲအဲ့ဒီနောက်မှာတော့သူတို့ဟာဘန်ကတ်တွေကိုထုတ်ပြီးမင်းကလေးရဲ့ကော်ဖီထုတ်အားလုံးကိုချက်ချင်းပဲအကုန်သိန်းကျုံဝယ်ယူသွားပါတော့တယ်